အေဒါဆင်ကပဲလေးနဲ့ပွဲကိုစီးတီကစားသမားဘွားနောက်ဆုံးပွဲအဖြစ်ကစားပေးခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာပရိသတ်များလုံးမင်္ဂလာများ Acris Sport ကနေပြန်လည်ကြိုလိုက်ပါရင်မန်စီးတီးပရိသတ်တွေအတွက်တော့အနာကျင်အားဆုံးသောဘောလုံးရာသီမှာလွမ်းဆရာလေးတွေတစ်ခုပြီးတစ်ခုတိုးလာနေတယ်လို့ပြောပါမယ်စီးတီးကွင်းလေလူကီဗင်ဒီဘရိုင်းကရာသီကုန်မှာစီးတီးကနေထွက်ခွာတော့မယ်လို့တရားဝင်ထုတ်ဖော်ပြောကြားထားပြီးဖြစ်ပါတယ်ဒါပေမဲ့လက်ရှိအချိန်ထိတော့ကီဗင်ဒီဘရိုင်းကစီးတီးဘက်ကနေစိတ်ပြောင်းလဲလာအောင်မလားဆိုပြီးစာချုပ်တိတ်ချုပ်ဆိုတဲ့ကိစ္စကိုလမ်းဖွင့်ပေးထားဆဲဖြစ်ပြီးမေဂျာလီဆော်ရီလီဟာသူ့ကိုခေါ်ယူခြင်းနဲ့ကလပ်အသင်းတွေနဲ့စကားကုန်မပြောထားသေးဘူးလို့သိရပါတယ်ဘက်ကတော့ဟင်းဆိုရင်နောက်ပြန်လှည့်လေးမရှိတဲ့နီးပြမျိုးပါဒုစိတ်ထဲမှာဆုံးဖြတ်ချက်ချမှတ်သွားပြီးရင်ပြန်လည်ပြင်ဆင်တာမျိုးကိုမလုပ်တော့ရှားပါတယ်ဒါကြောင့်ကီဗင်ဒီဘရိုင်းကိုစာချုပ်တက်တန်းထပ်တိုးဖို့ကဘယ်နည်းနဲ့မှဖြစ်နိုင်တော့ဘူးလို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်ကီဗင်ဒီဘရိုင်းဟာမန်စီးတီးမှာဆယ်စုနှစ်တစ်ခုလောက်အထိကစားခဲ့ပို့ပြီးအားသိမ်းစရာကောင်းလောက်တဲ့စွမ်းဆောင်ရည်မှတ်တမ်းတွေကိုပြသထားနိုင်ခဲ့တာကြောင့်အခုလိုမျိုးဒီဘရိုင်းထွက်ခွာတော့မယ်ဆိုတော့စီးတီးပရိသတ်တွေကစင်မကောင်းဖြစ်ကြရပါတယ်ဝမ်းနေကြရပါတယ်ပူဆွေးကြရပါတယ်အခုဆိုရင်ကီဗင်ဒီဘရိုင်းလိုမျိုးနောက်ထပ်စီးတီးကစားမတူးလည်းအသင်းကနေထွက်ခွာဖို့များနေခဲ့ပြီဖြစ်ပါတယ်သူကတော့စီးတီးကိုသမားအီဒါဆင်ပဲဖြစ်ပါတယ်အီဒါဆင်ကယခုနှစ်ရာသီအကုန်တုန်းကလည်းပတ်နဲ့အဆင်မပြေဖြစ်ပြီးစီးတီးကနေထွက်ခွာဖို့ကြိုးစားခဲ့ပါသေးတယ်ဆော်ရီဘက်ကကန်လမှုတချို့လည်းရှိခဲ့ပေမဲ့လိုချင်တဲ့ပြောင်းရွှေ့ခြင်းမျိုးမရတာကြောင့်စီးတီးကအီဒါဆန်ကိုရောင်းမထုတ်ခဲ့ပါဘူးဒါကြောင့်ယခုနှစ်ဘောလုံးရာသီမှာအီဒါဆင်ကစီးတီးမှာဆက်ပြီးရှိနေရတာပဲဖြစ်ပါတယ်အီဒါဆင်ကစီးတီးမှာသာဆက်ရှိနေရပေမဲ့အရင်နှစ်တည်းတုန်းကလိုမျိုးပက်ရဲ့အဓိကကိုသမားတယောက်မဟုတ်တော့ပါဘူးပက်ကယခုနှစ်ဘောလုံးရာသီမှာအော်တေကာကိုပါပွဲကစားခွင့်တွေပိုများများပေးရလာခဲ့ပါတယ်အခုဆိုရင်အီဒါဆင်ကဒူဘရိုင်းလိုမျိုးစီးတီးကနေထွက်ခွာဖို့များနေတဲ့ကစားသမားတယောက်ဖြစ်လာခဲ့ပါပြီ။အီဒါဆင်ဟာပြီးခဲ့တဲ့ပဲလေးနဲ့ပွဲစဉ်တုန်းကစီးတီးကစားသမားဘွားနောက်ဆုံးပွဲစဉ်ကိုကစားခဲ့တယ်လို့တော့မှသတင်းတွေတချို့ကဆိုကြပါတယ်။ဒီသတင်းတွေရဲ့အကြားမှာရိုးစတွေးတောစရာအချက်တစ်ချက်ရှိပါတယ်။ပထမချက်ကတော့အီဒါဆင်ဟာပဲလေးကို5-2နဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာဒဏ်ရာရရှိသွားခဲ့တာကြောင့်လူစားပါလဲလဲရတာပါ။အီဒါဆင်ရဲ့ဒဏ်ရာကရာသီအကုန်ထိစီးတီးအတွက်ပြန်ကစားပေးနိုင်တော့မှာမဟုတ်ပါဘူး။အီဒါဆင်ပြန်လာနိုင်မယ့်အချိန်ကဖီဗာကလပ်ကမ္ဘာဖလားပွဲစတင်မဲ့အချိန်လောက်မှသာဖြစ်နိုင်ပါလိမ့်မယ်။ဒီရာသီမှာအီဒါဆင်ရဲ့ကြံ့ခိုင်မှုအခြေအနေကပိုပြီးနှိမ့်ကျလာပါတယ်။ဒဏ်ရာပြဿနာတွေခက်စိတ်စိတ်လေးရရှိလာတာကိုတွေ့ရပါတယ်။ဒဏ်ရာပြဿနာတွေကိုရုန်းကန်နေရတာအီဒါဆင်ရဲ့အဓိကပြဿနာလေးတစ်ခုတောင်မှဖြစ်လာခဲ့ပြီးသူရရှိထားတဲ့ပေါင်ချန်ဒဏ်ရာကသူ့ကိုတောက်လျှောက်ဒုက္ခပေးနေကြတာဖြစ်ပါတယ်။ဒီဒဏ်ရာပြဿနာကြောင့်အီဒါဆင်ဟာကမ္ဘာ့ဖလားခြေစစ်ပွဲပါဝင်ကစားမဲ့ဘရာဇီးရဲ့လူစင်းတဲကနေပါနှုတ်ထွက်ခဲ့ရတာတွေရှိခဲ့ပါတယ်။ဒုတိယတစ်ချက်ကပက်နဲ့အီဒါဆင်တို့အကြားမှာမဲထူးခေါ်ပြောလောက်တာရှိတော့တဲ့ဆက်ဆံရေးအနေထားပါ။ပက်ကအီဒါဆင်ဟာစီးတီးရဲ့အဓိကကုသမားတယောက်မဟုတ်တော့ဘူးလို့သတ်မှတ်လာခဲ့ပြီးအော်ဂျေကာကိုပွဲကစားခွင့်ပုံမပေးရလာခဲ့ပါတယ်။ဒါကအီဒါဆင်ကိုလည်းအပြစ်သွားပြောလို့တော့မရပါဘူး။သူရဲ့စိတ်ခံစားချက်အပေါ်မှာထဲတွက်ဖို့လည်းလိုပါလိမ့်မယ်။အသင်းရဲ့အဓိကကစားမတယောက်ဖြစ်ကနေဇန်ရှော့ချပြီးအရန်ခုံပေါ်ကနေပွဲကိုထိုင်ကြည့်နေရတဲ့ခံစားချက်မျိုးကိုအီဒါဆင်ကလည်းသဘောကျမှာမဟုတ်ပါဘူး။ဒါကြောင့်ဒီနေ့မှာတော့အီဒါဆင်ကစီးတီးကနေထွက်ခွာဖို့ရခိုင်နှစ်တုန်းကချက်ပိုပြီးအားစိုက်ကြိုးစားလာဖို့ရှိနေပါတယ်။လက်ရှိချိန်ထိလည်း sorry ကလပ်တီတော်များများကအီဒါဆန်ကိုစိတ်ဝင်စားနေကြဆဲဖြစ်ပါတယ်။အော်ဒီကာကလည်း2026ခုနှစ်ထိစီးတီးနဲ့စာချုပ်တက်တန်းတိုးထားသလိုအီဒါဆန်ရဲ့နေရာကိုလည်းစက္ကန့်တိုင်းနဲ့အရေးချင်းလည်းအများကြီးရှိပါတယ်။ဒါကြောင့်အီဒါဆန်ထွက်ခွာသွားခဲ့ရင်လည်းပက်ကတေးပြီးမှုမှာမဟုတ်ပါဘူး။ဒါပေမဲ့တိကျသေးကြတဲ့အဝေးဘောတွေနဲ့ဂိုးဖန်နေမှုတွေမကြာခဏပြုလုပ်တက်လေရှိတဲ့ကိုသမားတူကိုလွယ်လွယ်နဲ့လက်လွတ်ဆုံးရှုံးရမယ့်ကိစ္စနဲ့ပတ်သက်ပြီးစီးတီးပရိသတ်တွေကတော့ဘလုံးအနည်းနဲ့မှပျော်ရွှင်နိုင်ကြမှာမဟုတ်ပါဘူး။စီတီဇင်တို့အနေနဲ့ကရောအီဒါဆင်ကိုအမေရိကန်လက်လွတ်လိုက်တင်ပါရလားဆိုတဲ့မိမိတို့ရဲ့အမြင်လေးတွေကိုလည်း comment ကနေပြောပေးခဲ့လို့ရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။